ဆိုတော့ကျွန်တော်အနေနဲ့ဒီမေခုကိုကြတော့ရဲဘော်ခွင့်ရဲခေါင်ကိုကျွန်တော်လည်းပေးပြီးတော့ဆွေးနွေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီဖြစ်လာနိုင်တဲ့လက်ရှိအခင်းကျင်းမှာဖြစ်နေတဲ့ဒီစစ်ရေးပဋိပက္ခတွေသူရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြည့်ချင်တာလေးတွေကျွန်တော်တို့ရဲဘော်ခွင့်ရဲခေါင်ရဲ့ဒီသုံးသက်ချက်လေးတွေကိုလည်းကျွန်တော်တို့ကြားလို့ပါတယ်ခင်ဗျဆိုတော့ဒီစစ်ကောင်စီဟာဒီရွေးကောက်ပွဲပြင်ဆင်လာပြီးတဲ့နောက်မှာပေါ့လေဒီနေ့စဉ်ရက်ဆက်ဒီမြန်မာတပြည်လုံးပေါ့အတိုင်းအတာပါသူ့အနေနဲ့ဒီမြေပြတ်ဒေတာမရွေးပေါ့ဒီစစ်ရေးစစ်တပ်ဒီမြေပြင်ကနေအာစစ်ကြောင်းထိုးတာအပါအဝင်ရေကြောင်းဝေဟင်ကနေသူ့အနေနဲ့အချိန်မြင့်ပြီးတော့သူထုစစ်ဆင်နေတာလေကျွန်တော်တို့တွေ့မြင်နေရတယ်ဒီလိုမျိုးသူ့ရဲ့ဒီထုစစ်ဆင်မှုတွေထဲမှာဒီကြီးမားတဲ့ဒီလူခွေရချိုးဖောက်မှုတွေလည်းကျွန်တော်တို့များစွာတွေ့နေရပါပေါ့လေဒီအယက်သားပြစ်မှတ်တွေသူ့အနေနဲ့တိုက်ခိုက်တာလေကျွန်တော်တို့မြင်နေရတယ်အယက်သားတည်ဆုံမှုတွေနည်းနည်းစင်နေဆက်ရှိနေတာကျွန်တော်တွေ့ရတယ်ဆိုတော့ဒါကဒီသူ့ရဲ့ဒီရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီးဒီစစ်တပ်ကဘာကိုသူဥတီပြီးတော့သူဂျန်စီနေရလဲဘာလို့သူအနေနဲ့ဒီလိုမျိုးတစ်ဖက်မှာငင်းချမ်းရေးလို့ဒီရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတော့တစ်ဖက်မှာသူအနေနဲ့စစ်ရေးတွေဖိအားပေးတာတွေကဘာကြောင့်လဲပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကျွန်တော်တို့ဒီဒေါ်လာရေးအနာစုတွေအနေနဲ့ကရောဘာလို့တင်လဲဘယ်လိုမျိုးပြင်ဆင်တင်လဲဆိုတဲ့ဟာကိုရေးပေါ်ရဲ့အမြင်လေးကိုကျွန်တော်တို့ကိုဆွေးနွေးသုံးသပ်ပေးပါခင်ဗျကျွန်တော်တို့ဒီလောက်ရက်တရားတော့ဗျာအများကြီးရှင်းပြစရာမလိုကျွန်တော်ထင်ပါတယ်ဒါဆရာနာရှင်စနစ်ရဲ့ရုပ်လုံးတံတန်တွေပဲဖြစ်တယ်ဗမာပြည်သမိုင်းကိုကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာလည်းတွေ့နိုင်ပါတယ်ဆရာနာရှင်တွေကသူတို့အသက်ရှူကိုတိတ်ကြက်လာရင်အသက်ရှူပေါက်တိတ်ကိုပိတ်ဆို့လာတဲ့အခါမှာခက်ခဲလာတဲ့အခါမှာနိုင်ငံတကာဖိအားတွေများလာတဲ့အခါမှာလူတို့ရဲ့တင်းခံနိုင်တဲ့တိုက်ပွဲတွေနဲ့ကြုံတွေ့တဲ့အခါမှာငញ្ញိုင်းဆွေးနွေးပွဲတွေဒီမိုစီပြုပြင်ပြောင်းလဲစတဲ့အကောင့်ခံပြတဲ့လုပ်ဟန်တွေကိုလုံးလိလုပ်တာရှိပါတယ်အဲ့တော့ဒါပေမဲ့ဘလူးကဘလူးပါပဲเนาะအဆွဲကိုတိမ့်တိမ့်အဆွဲကိုထုတ်ထုတ်ဘလူးကဘလူးသူ့ရဲ့ဗီဇလက္ခဏာကပျောက်သွားတာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ကအဲ့လိုငញ្ញမ်းရေးတွေတွစ်ဆုံဆွေးနွေးရေးလောက်တာသူ့ရဲ့ထွက်ပေါက်ချတာပဲဖြစ်တယ်ဘလူးတကောင်ကသူ့အဆွဲကိုတိမ့်ပြီးတော့မှအကောင်းခံပြတဲ့လောက်ရက်တွေကိုလည်းသူဖော်ပြတာပဲဖြစ်တယ်ဒါပေမဲ့လူလူကိုတပ်ဖြတ်တာညှဉ်းပန်းတာဒါဒီလိုအင်္ဂါရက်တွေဘလူးရဲ့အင်္ဂါရက်တွေစစ်ဘလူးရဲ့အင်္ဂါရက်တွေကပျောက်သွားတာမဟုတ်ပါဘူးအချိန်တိုင်းတော့လည်းကျွန်တော်တို့ဘလူးကအဆွဲငုံငေါထွက်ပြီးတော့မှဘလူးဆက်ခင်းတာပဲဒါ2021မှာကျွန်တော်တို့ဘွားကြီးကျွန်တော်တို့မြင်ရတဲ့ကိစ္စဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ကဥပမာပေးသလိုပေါ့ဗျာဒီဘလူးကိုတုတ်တင်ရှင်းလင်းရလွယ်ပြီးကျွန်တော်ဘာမှဖြစ်စရာအကြောင်းမရှိဘူးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုလိုလားသလားဆရာနာရှင်ဖြတ်သိမ်းပါစစ်မှန်တဲ့တည်ငြိမ်ငြိမ်းချမ်းတဲ့ဒေသကိုလိုချင်လားဆရာနာရှင်စနစ်ကိုဖြတ်သိမ်းပါဒါကကျွန်တော်တို့အတွက်ရှင်းလင်းတဲ့အဖြစ်ပဲဖြစ်တယ်ဆရာနာရှင်စနစ်အောက်မှာငြိမ်းချမ်းရေးဆိုတာလည်းမရှိဘူးဆရာနာရှင်စနစ်အောက်မှာ Federal ဆိုတာလည်းမရှိဘူးဆရာနာရှင်စနစ်အောက်မှာပြည်နယ်သစ်ပေါ်ထွန်းဆိုတာလည်းမဖြစ်ဘူးဒါကြောင့်ဆရာနာရှင်စနစ်ဖြတ်သိမ်းရေးကျွန်တော်တို့လူမျိုးတိုင်းကလိုလားနေတဲ့ဒန်းလူရေးဖက်ဒရယ်ပြည်နယ်သစ်ပေါ်ထွန်းရေးဒါတွေအားလုံးရဲ့အာမခံချက်ဖြစ်မှာဖြစ်တယ်။ဒါကြောင့်ဆရာနာရှင်ဖြတ်သိမ်းရေးကျွန်တော်တို့ရဲ့တခုတည်းသောနီလာမယ်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကဆရာနာရှင်အသက်ချူပေါက်ချောင်းနေတာကိုကျွန်တော်တို့ကအသက်ချူခွင့်ပေးမလားအသက်ချူကြက်နေတဲ့လူကိုအသက်ချူရက်သွားအောင်လုပ်မလားဆိုတာကဒီကနေ့ကာလမှာကျွန်တော်အဆုံးဖြတ်ပေးရမယ့်ကာလဖြစ်တယ်။ဒါရန်သူပဲချမ်းပြောတာပေါ့ဗျာ။ကျွန်တော်တို့ပဲချမ်းပြောရင်တော့ပြဿနာတွေအားနည်းချက်တွေအများကြီးတွေ့နေတာပဲ။ဒါတွေကလည်းကျွန်တော်တို့ဒီကနေ့ကာလကတော့ပြောတဲ့အချိန်ရောက်ပြီလို့ကျွန်တော်ထင်ပါတယ်။ပြဿနာတွေရှိခဲ့တယ်အားနည်းချက်တွေရှိခဲ့တယ်ချို့ယွင်းချက်တွေရှိခဲ့ဒါကပကတိပဲညှင်းပယ်လို့မရတဲ့ကိစ္စပြဿနာရှိတာပြဿနာမဟုတ်အဲ့ပြဿနာကိုမဖြေရှင်းတာပြဿနာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီ၄နှစ်တွင်းအောင်ရောက်လာတဲ့ခါကျွန်တော်ပြဿနာသိတယ်တစ်ဖွဲ့ချင်းသိတယ်ကျွန်တော်ဖွဲ့စည်းရဲ့ပြဿနာကိုလည်းကျွန်တော်သိတယ်အပြင်ကလူတွေဝေဖန်တာလည်းကျွန်တော်တို့သိဆုံးဖြစ်တယ်ထုံနည်း၎င်းမဲ့ AUG ရဲ့ပြဿနာကိုကျွန်တော်တို့ဝေဖန်တာတဲ့ AUG တဲ့ရဲ့လူတွေပိုသိ AUCC လည်းထုံနည်း၎င်းမဲ့ EAO လည်းထုံနည်း၎င်းအဲ့တော့ကို့အတွင်းပိုင်းတွေကပြဿနာကိုအဲ့ဒီလူတွေကိုယ်တိုင်အသိဆုံးဖြစ်တဲ့အတွက်ကြောင့်အပြဿနာကိုကြောင်းဖြေရှင်းကြရမယ်အဖြေရှာကြရမယ်အားနည်းချက်တွေကိုအားနည်းချက်တွေပျောက်ပြီးအားသာချက်တွေပိုကောင်းအောင်ကျွန်တော်စူးစမ်းဒီကနေ့ကလည်းကျွန်တော်တို့စူးစမ်းရမယ့်ကိစ္စရပ်တွေကဒါပဲဒါကြောင့်ဒီကနေ့မှာကျွန်တော်တို့နားလည်သွားပြီအားလုံးကတစုတစ်ဖွဲ့တည်းမဖြစ်ဘူး AUG တစ်ခုတည်းနဲ့တော်လိုင်းအောင်ပွဲမခံဘူး EAO တစ်ဖွဲ့တည်းနဲ့လည်းတော်လိုင်းအောင်ပွဲမခံဘူး PDF တွေကြည့်ပဲလဲတော်လိုင်းအောင်ပွဲမခံဘူးဆိုတော့ကျွန်တော်အဖြေပေးပြီးပြီဒါကျွန်တော်ကိုယ့်ကိုဝန်ခံမဲ့ကာလရောက်ပြီလို့ကျွန်တော်ထင်တယ်ဒါကြောင့်တစုတစ်ဖွဲ့တည်းအောင်ပွဲမခံနိုင်တဲ့အခါမှာအင်အားစုအားလုံးပါဝင်တဲ့တပေါင်းစုတရံနဲ့ပဲကျွန်တော်တို့အမွဲခံရမယ့်အနေအထားပဲဖြစ်တယ်။အဲတော့တပေါင်းစုလို့ပြောတဲ့အခါမှာကျွန်တော်တို့ကဒန်းလူရင်းနဲ့အပြန်အလှန်အတိမတ်ပြီးရရှေ့ကမ်းမယ်အင်အားစုအားလုံးပါဝင်ရမယ်။ MG လည်းနိုင်ငံအင်အားစုတစုတစ်ဖွဲ့အနေနဲ့ကိုစားပြုပြီးပါဝင်ရမှာဖြစ်တယ်။ MCC လည်းထုံနည်း၎င်းမယ် EAO လည်းထုံနည်း၎င်းမယ် PDF တွေလည်းထုံနည်း၎င်းမယ်ဒီနေရာမှာကျွန်တော်နိုင်ငံရေးပါတီဒမိုးစီကိုလိုလားတဲ့ဆရာနာရှင်စန့်ကျင်တဲ့အင်အားစုတွေကိုလည်းတပိတ်ကော်မတီစသည်အပြင်ပေါ့ဒီရတွေလည်းကျွန်တော်ပါဝင်ရမှာဖြစ်တယ်ဒီလိုအားလုံးပါဝင်တဲ့တပေါင်းစုနဲ့နိုင်ငံရေးသဘောတူညီမှုရယူမှုကနေကျွန်တော်အောင်ပွဲခံနိုင်လိမ့်မယ်ထင်တယ်ဒီနေရာမှာတတိထားဖို့တော့ကျွန်တော်ပြောချင်ပါတယ်တပေါင်းစုတွေဖောင်းပွားလို့မရဘူးပေါ့နော်အခုကတော့တွေ့ကြရလူနဲ့ကြုံတဲ့လူနဲ့ဖွဲ့ပြီးတပေါင်းစုပါဆိုတာကဒါဟာတပေါင်းစုလို့ပြောလို့မရစာရိုက်တာတော့ဗျာဒီကနေ့နီးပညာခေတ်ကြီးမှာကျွန်တော်တို့စက္ကန့်ပိုင်းမိနစ်တိုင်းပြီးပါတယ်
နော်ကျွန်တော်တို့ကနာမည်ပေးမှာဗျာရှေ့ကနေဘာတက်ပေါင်းစုပေါ့ညာတက်ပေါင်းစုပေါ့ပေးလို့ရပါဒါပေမဲ့ဒီမှာအားလုံးကိုကိုစားပြုသလားဆိုတာကစစ်မှန်တဲ့တပ်ပေါင်းစုရဲ့အင်္ဂါရက်တွေပါဝင်ဖို့လိုတယ်အဲ့ဒီစစ်မှန်တဲ့အင်္ဂါရက်တွေပါဝင်တဲ့တပ်ပေါင်းစုနဲ့ပဲအောင်ပွဲခံလိမ့်မယ်ဒါကကျွန်တော်တို့ရဲ့ဒီကနေ့ဆရာနာရှင်စနစ်ဖြတ်သိမ်းတိုက်ပွဲရဲ့အခရာဖြစ်တယ်တော့ချက်ဖြစ်တယ်လို့ကျွန်တော်တို့အဲ့လိုပဲဆွေးနွေးကြမှာ